အဲ့တော့ဦးဇင်းတို့ကမိဘတွေရဲ့ကိုယ်သာဘာလို့ရတာလဲသားတို့သမီးတို့နေတိုင်းထိုင်တိုင်းအောင်လိုဘကိုတိဆောက်တဲ့အောင်ဘာလို့ပေးရတာလဲပြောပေးရတယ်ဒါကြောင့်မို့သားတို့သမီးတို့လိုက်နာမယ်ခုနကအမျိုးသမီးဘက်ကလိုက်နာမယ်၅ပါးအမျိုးသားဘက်ကလိုက်နာမယ်၅ပါးကိုမှတ်ထားပြီးတော့ဒီဆက်ချက်ကိုသိချမှတ်မယ်အလုံးလိုက်ဆိုကြည့်အောင်အိမ်တွင်ပြဿနာအပြင်မှာဟောက်တဲ့မချနဲ့အိမ်တွင်ပြဿနာအပြင်မှာဟောက်တဲ့မချနဲ့ဟုတ်ပြီခုမောင်လွယ်မိုင်းမုံတို့ဘွားတစ်ခုထီထောင်လိုက်အဲ့တော့ပြဿနာဆိုတာရှိမှာပဲမဟုတ်ဘူးလားကောင်းနေတဲ့ပြဿနာဆိုရင်ပြဿနာမရှိဘူးမကောင်းတဲ့ပြဿနာဆိုကိုယ်ကျင်ထဲမှာမခံစားနိုင်ရင်ဘာဖြစ်လဲအပြင်ကိုထုတ်ပြီးတော့ပြောတတ်တဲ့သဘာဝရှိလူသဘာအဲ့လိုမျိုးပြောလိုက်တဲ့အခါမှာကိုယ့်ရဲ့အိမ်တော်ရေးကိုတခြားသူတွေသိသွားပြီးတော့ကိုယ့်ရဲ့ဗာလဲအိမ်တော်ရေးကိုတိုက်တွန်းမလားဟလာဖြည့်ဆည်းမဲ့သူများလားဖြည့်ဆည်းမဲ့သူများတယ်အဲကြောင့်မို့ဘုရားရှင်ကပြောရှေသမီးဝိသခာတဲ့အခုရှေသမီးဝိသခာသမီးရဲ့ဘဝလက်တဲ့ဘောဖြစ်တဲ့ဒီဝိကာရတထေသာနာကိုလိုက်ရတော့မယ်တဲ့ဒါကြောင့်မို့အိမ်တွင်ပြဿနာဘာလို့လဲအပြင်မှာထုတ်ခါမဖောက်တယ်မချနဲ့တို့ကတော့ဒီလိုဖြစ်တဲ့တို့အိမ်တော်ကြီးကဒီလိုဖြစ်တယ်လို့ပတ်ဝန်းကျင်ကိုမပြောရဘူးတဲ့အဲ့လိုပြောလို့ရှိရင်ပတ်ဝန်းကျင်ကဘာဖြစ်လဲဝမ်းသာလိုက်မယ်ဒါလွယ်လွယ်လေးပဲเนาะအဲ့တော့ပြန်လိုက်ဆိုကြည့်အောင်အိမ်တွင်ပြဿနာအိမ်တွင်ပြဿနာအပြင်မှာဟောက်တယ်မချနဲ့ဟုတ်ပြီဒါနံပါတ်1เนาะဘုရားရှင်ကဝိသခာကို10ချက်ပြောခဲ့နံပါတ်1အိမ်တွင်ပြဿနာအပြင်မှာဖောက်တယ်မချနဲ့အဲ့တော့ဦးဇင်းတို့လူသားတွေအားလုံးကထင်ထားတာကကိုယ်ရင်ထဲမှာရှိတဲ့ခံစားချက်တွေကိုယ်ရင်ထဲမှာရှိတဲ့သောကတွေကိုတခြားကိုပြောပြလိုက်ရင်သုံးပတ်ဝန်းကျင်ကိုပြောပြလိုက်ရင်သုံးကိုယ်နဲ့ရင်းနှီးတဲ့ပုံကိုယ်တွေကိုပြောပြလိုက်ရင်ဘာဖြစ်လဲပေါ့သွားတယ်လို့မထင်ဘူးလားဟောလဲအေးမောအကုန်လုံးပေါ့တရားနာရတဲ့တက္ကကြီးတို့မကြီးတွေကိုယ်ရင်ထဲကခံစားချက်တွေကိုမိသားစုရဲ့အခက်အခဲတွေကိုယ့်ရဲ့အခက်အခဲတွေကိုယ့်ရဲ့သောကတွေကိုပတ်ဝန်းကျင်ကိုပြောပြလိုက်လို့ရင်ထဲမှာပေါ့သွားတယ်လို့မထင်ဘူးလားအဲ့လိုမျိုးထင်တဲ့ကြောင့်ဘာဖြစ်လဲပတ်ဝန်းကျင်ကိုမပြောဘူးလားဟုတ်ပြီပေါ့သွားတာလားဘာဖြစ်သွားတာလဲဟောလဲမကြီးမောတက္ကကြီးဦးအောင်ကြီးဟုတ်တခါကြီးကိုရင်တွေကသောကားတွေပေါ့တယ်ထင်လို့ပြောလိုက်တာမပေါ်ဘဲနဲ့ပွားသွားဒါလေးသတိထားမှာနော်ဒါကြောင့်ဘုရားရှင်ကပဲခြေသမီးဝိသခာတဲ့အိမ်တွင်းမှာမိမိတို့အိမ်တွင်းမှာဖြစ်နေတဲ့အိမ်တော်ကြီးပြဿနာတွေကိုပတ်ဝန်းကျင်ကိုမပြောနဲ့တဲ့ဟုတ်လားနံပါတ်1နံပါတ်2လိုက်ဆိုမယ်အပြင်ပြဿနာအတွင်းမှာတဲကမပြုတ်နဲ့ခြေသမီးဝိသခာတဲ့ခြေသမီးဝိသခာတို့ရဲ့အိမ်တော်ကြီးတွေအပြင်မှာပြောကြလိုက်မယ်။ဂါကြီးတွေဒကမာကြီးတွေအိမ်တော်ရှိတဲ့သူတွေအလုံးသိပြီးသားပြောဘူးလား။မင်းတခါကြီးကတော့ဘလို့မင်းမျိုးသားဘလို့မင်းမျိုးသမီးကပတ်ဝန်းကျင်မှာမပြောကြဘူးလား။ပြောကြတဲ့အခါမှာပြောမယ်ဆိုရင်ခလုတ်တိုက်ပါများရင်ဒီငုတ်ကဘာဖြစ်လဲ။ဘလောက်ပဲခိုင်တဲ့ငုတ်ပဲဖြစ်ဖြစ်ခလုတ်တိုက်ပါများရင်ဘာဖြစ်လဲ။ဒီငုတ်လေးကနဲ့လား။ဒီလိုပဲလူသားတွေဖြစ်လို့ကြောင့်ပြောပါများရင်ငါယောက်ျားဟုတ်မှာပဲ။မိမကတော့ဟုတ်မှာပဲဆိုတော့တန်ត្រရမရှိလာဘူးလားဟုတ်ပြီရှိလာတယ်ပတ်ဝန်းကျင်ကြားလာတဲ့စကားနဲ့အိမ်ရောတော့အုံတိုင်းကျဲတော့ပြဿနာတွေမတက်ကုန်ဘူးလားဟုတ်လားအပြင်ပြဿနာဘာဖြစ်လဲအတွင်းမှာသဲကမလာနဲ့အပြင်မှာဖြစ်တဲ့ပြဿနာတွေဟိုအိမ်တွင်းကိုမသဲလာရအောင်မသဲလာအောင်ဆိုစဉ်းစားမယ်ဟုတ်လားမဟုတ်လားကိုယ့်ရဲ့အမျိုးသားကိုမေးမယ်ကိုယ့်ရဲ့အမျိုးသမီးကိုမေးမယ်ဟုတ်တယ်ဆိုရင်အိမ်တွင်းမှာဘာလုပ်ရမှာလဲတိုးတိတ်ဘာလုပ်ပေးရမှာလဲဖြည့်ရှင်းပေးရမယ်နောက်တစ်ခုလိုက်ဆိုမယ်ကြောခမဆိုတာမိပမာယိုသေးလေးသာကျင့်ရမယ်အဲ့တော့ကြောခမဆိုတာမိပဲတဲ့ဘုရားရှင်ကခြေသမီးဝိသခာတဲ့ခြေသမီးဝိသခာရဲ့ကြောခမအထီးတွေအမတွေကမိပဲတဲ့မိဆိုတာဘာဖြစ်လဲမီးဆိုတာပူတယ်တဲ့ဒါကြောင့်မို့အဲ့ဒီမီးတွေကိုရိုးသေးလေးစားစားနဲ့ဘာလုပ်ရမလဲလှုပ်เสียရှိရလှုပ်ပေးမယ်ကျွေးเสียရှိတာကျွေးမယ်ပေးเสียရှိတာပေးမယ်လှုပ်เสียရှိတဲ့ဝေယဥစ္စာတွေဘာလုပ်ပေးရမှာလဲလှုပ်ပေးရမယ်အဲ့လိုမျိုးလှုပ်ပေးမှသာရင်ဘာဖြစ်မီးရဘာဖြစ်လဲမပူမှာအဲ့လိုမျိုးမဟုတ်ဖ ೇನೆ နင်လားငါလားစသည်အပြင်ရိုသေမှုလည်းမရှိဘူးရိုင်းဆိုင်တဲ့အပြုမှုတွေဖြစ်မဲ့တယ်ဘာဖြစ်သွားမလဲမီးဆိုတာပူမှာပဲဒါကြောင့်မို့ရောက်ခမတွေကိုဘာလုပ်မလဲရောက်ခမဆိုတာမီးပမာရိုသေးလေးစားချင်းရမယ်ဒါနံပါတ်3အဲ့တော့မီးသုံးမီးပြီးသွားပြီဘယ်နှမီးလဲ3မီးပါဗျာအပြင်မီးအတွင်းမီးရောက်ခမဆိုတဲ့မီးဟုတ်တယ်နော်3မီးပြီးသွားပြီဒါတစ်ခုနောက်တစ်ခုပေး3ပေးပါတယ်တော့ပေး3ပေးလိုက်ဆိုမဲ့ယူကပြန်ဆက်ပေးဖို့ထိုက်
မတ်ထိုက်တသက်တာယူကာပြန်ဆက်ပေးဖို့ထိုက်မတ်လိုက်တသက်တာဟုတ်ပြီနှစ်ဖက်ဆွေမျိုးတွေမရှိဘူးလားအဲ့ဒီနှစ်ဖက်ဆွေမျိုးတွေသို့မဟုတ်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကကိုယ်တရားနေဟုတ်လားငွေကြေးတွေချင်းငားမယ်ဟုတ်လားပြည်စည်းဥစ္စာတွေကိုခဏတစ်ဖြုတ်ငားမယ်ဟုတ်ပြီယူကာပြန်ဆက်ဘာလို့လဲယူပြီးသွားလို့ရှိရင်ပြန်ဆက်တဲ့သူတွေအဲ့ဒီလူတွေကိုပေးထိုက်တယ်ခြေသမီးဝိသခါတဲ့အလိုရှိလို့လိုအပ်လို့ပတ်ဝန်းကျင်ကလာပြီးတော့ပြည်စည်းဥစ္စာတွေငားမယ်တဏှငွေကြေးတွေကိုချင်းငားမယ်ဆိုရင်ပြန်ပေးတဲ့သူဆိုရင်ဘာလုပ်ရမှာလဲပေးရမယ်တဲ့ဒါကြောင့်မို့ပါလဲယူကာပြန်ဆက်လိုက်ဆိုကြည့်အောင်ယူကာပြန်ဆက်ပေးဖို့ထိုက်မှတ်လိုက်တသက်တာယူကာမဆက်မပေးထိုက်မှတ်လိုက်တသက်တာဟုတ်ပြီလောကမှာမရှိဘူးလားသူများစီတော့ငွေကြေးတွေချီတယ်ချေးပြီးတဲ့ခါတော့တောင်းတဲ့ခါတော့ဘာဖြစ်လဲမပေးခြင်းဘူးအဲ့တော့ယူကာမဆက်မပေးထိုက်မှတ်လိုက်တတ်တာအဲ့တော့ကိုယ်ဆွေမျိုးပဲဖြစ်ဖြစ်ကိုယ်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်ချီးငါးသွားလို့ပြန်မပေးဘူးဆိုရင်အဲ့ဒီလိုနောက်တစ်ခါဘာလုပ်ရမှာလဲမပေးရဘူးခြေသမီးဝိသခာဒါဘုရားရှင်မှာခဲ့တဲ့စကားတွေနော်သာမောင်လဲသမီးမကြီးမို့ဘုရားရှင်ကဝိသခာဆိုတဲ့အဲ့ဒီသရိုးသမီးလေးကိုမှားနေတဲ့စကားတွေနော်ဦးဇင်းတို့ရင်ထဲမှာရှိလို့ပြောနေတဲ့စကားတွေမဟုတ်ဘုရားဟောတဲ့စကားတွေကိုဟလာသရိုးသမီးသရိုးသားတွေသုံးဖို့နှစ်ဖက်မိဘတွေနားလဲအောင်ကြပြလေးတွေစီပြီးတော့ဘာလုပ်ရတာလဲပြန်ပြောရတယ်နောက်တစ်ခုလိုက်ဆိုမဲ့မိဘဆွေညာပေးသေးရာမှတ်ပါတသက်တာဟုတ်ပြီမောင်လွန်ရဲ့အဖေမေတွေရှိမယ်ဆွေမျိုးမိဘတွေရှိမယ်မအေးမောင်ရဲ့အဖေတွေမေတွေဆွေမျိုးညီကောင်မတွေရှိမယ်မရှိဘူးလားဟုတ်ပြီအဲ့ဒီပုံကိုယ်တွေတော့ပေးတဲ့မပေးတဲ့ပြန်ရသည်ဖြစ်တယ်မရသည်ဘာဖြစ်ရပါလဲပေးရမယ်ဒါကြောင့်ဘုရားဦးဇင်းချပေးကြတဲ့ကြာလားနှစ်ဖက်ရှိထားဆွေမျိုးများစိတ်ထားကြည့်ပြီးပေးရမယ်ဒါငါအဖေပဲငါအမေပဲငါအမျိုးတွေပဲပို့ပေးလိုက်မယ်အဲ့လိုမလုံးနဲ့နှစ်ဖက်ညီမြမြပေးရမယ်သူတို့ပြန်ပေးသည်ဖြစ်တယ်မပေးသည်ဘာလို့ပေးရမလဲပေးရမယ်အဲ့တော့ပထမကကိုယ်ဒီကနေချင်းငားမယ်ယူတဲ့သူကိုကိုယ်ပြန်ပေးတယ်ဆိုရင်အဲ့ဒီလူကိုထက်ခါပေးရမယ်ကိုယ်ဒီကနေချင်းငားပြီးတော့ပြန်မပေးတဲ့သူကိုနောက်ထပ်မပေးရဘူးအဲ့တော့နှစ်ဖက်ရှိတဲ့ဆွေမျိုးတွေကိုတော့ဘာဖြစ်လဲပြန်ရမရပေးရမယ်အဲ့တော့မိသုံးမိဘာဖြစ်လဲပေးသုံးပေးဘယ်နှခုရပြီလဲ6ခုရပြီဟုတ်ပြီနောက်တစ်ခုလိုက်ဆိုမယ်ကောင်းစွာထိုင်ကယူသေးစွာမှတ်ပါတို့တသက်ကောင်းစွာထိုင်ကယူသေးရာမှတ်ပါလိုက်နာကျင့်ဟုတ်ပြီဒါဘာပြောလဲခြေသမီးဝိသခာတဲ့ခြေသမီးဝိသခာရောက်ခမအိမ်တော့လိုက်သွားပြီဆိုရင်တဲ့ကိုကအိမ်မှာနေပြီရောက်ခမတွေလာပြီဆိုရင်ဟာလားအမြင့်မာတွေဟာလားခေါင်းရင်းမာတွေတက်မထိုင်ရဘူးတဲ့ခေါင်းစွာထိုင်ပါဟာလားကောင်းမွန်ထိုင်ရမယ်ဆိုတာအဖေအမေတွေရောက်ခမတွေဝင်လာတယ်ဆိုနေရာပေးရမယ်ရိုးသေးဆန်းဆန်းရမယ်ဟာလားရောက်ခမတွေနဲ့တန်းတူမထိုင်ရဘူးဆိုလို့ချင်းတာဘုရားရှင်ကအကုန်မှာတာနော်ခြေသမီးဝိသခာတဲ့ကောင်းစွာထိုင်ပါတဲ့အဲ့ဒီမျိုးနေတယ်ပြုတယ်ဆိုလို့ချင်းဘာဖြစ်လဲသမီးတို့ရဲ့အိမ်တော်ရေးရတာယာလိုက်မယ်အဲ့လိုမျိုးမဟုတ်စင်သမီးတို့ရဲ့အိမ်တော်ရေးရမတာယာနိုင်ဘူးဒါပေမဲ့အခုလောကမှာဘာဖြစ်နေကြလဲမောင်လွယ်မအေးမွန်ရောက်ခမလည်းယူသိမှုရှိရလားမရှိတော့ဘူးရောက်ခမလောကအဲ့ဒါတွေပြက်လာတဲ့ခါဘာဖြစ်လာအိမ်တော်ရေးတွေကဘာဖြစ်လဲမတည်မြဲကြတော့ဘူးသူ့ဘက်ငါးဘက်ယုံပြီးတော့အိမ်တော်ရေးပြဿနာတွေတက်တယ်ဒါကြောင့်ဘုရားရှင်ကအဲ့လိုအိမ်တော်ရေးပြဿနာတွေမတက်အောင်လို့ဘာလုပ်လဲရောက်ခမကိုလည်းယူသေးရမယ်ဟုတ်တယ်နော်ရောက်ခမကိုလည်းယူသေးထိုင်ပေးရမယ်နောက်တစ်ခုလိုက်ဆိုမယ်နောက်မှအိမ်ညာနောက်မှစားမှတ်သားလိုက်နာသင့်ဟုတ်ပြီနောက်မှဘာလုပ်လဲအိမ်ညာနောက်မှအိမ်ရဘာဖြစ်လို့ဒီလိုပြောတာလဲခြေသမီးဝိသခာတဲ့ခြေသမီးဝိသခာရောက်ခမအိမ်တော်လိုက်သွားပြီဆိုရင်တဲ့ရောက်ခမတွေကိုယ့်ရဲ့လင်သားတွေအိပ်ရဝင်ပြီဆိုရင်ကိုကမအိပ်ရသေးဘူးတဲ့အိမ်မှာရှိတဲ့အလုပ်တွေသိမ်းစရာရှိတဲ့အလုပ်တွေအဲ့ဒီဟာတွေအကုန်လုံးသိမ်းဆက်ပြီးတော့မှသမီးတဲ့အိပ်ရဘာလို့ရမလဲအိပ်ရမယ်တဲ့နောက်မှစားရမယ်နံပါတ်8ဖြစ်သွားပြီနော်နံပါတ်8နံပါတ်9နောက်မှစားရမယ်အခုအိမ်မှာဟုတ်လားရောက်ခမတွေအကုန်လုံးကိုယ့်ရဲ့လင်သားတွေစားပြီးသွားပြီဆိုမှကိုကစားရမလောမငါဖြစ်လို့ရှင်ပြန်ပြီးချက်လို့ရအောင်အဲ့ဒါဆောင်းတယ်လာလို့ရှင်လေအဲ့ဒါဆောင်းတဲ့အတွက်အဝါစာချွေးမွေးလို့ရအောင်တဲ့ဒါကြောင့်မို့ဘာလို့ရလဲနောက်မှအိမ်ညာနောက်မှစားမိုက်သားလိုက်နာတဲ့ဘာလို့ရလဲနောက်မှစားရမယ်နောက်မှအိပ်ရမယ်အိမ်မှုကိစ္စတွေအကုန်လုံးလုပ်ပြီးမှအဲ့ဒီလိုမျိုးအိပ်ပေးရမယ်တဲ့
အဲ့တော့မီသုံးမီပေးသုံးပေးနောက်ထပ်အချက်က၄ချက်ထိုင်လိုက်ဆိုကြည့်အောင်ထိုင်အိတ်စားရှစ်ခိုးထိုင်အိတ်စားရှစ်ခိုးအားလုံးဘယ်နှချက်လဲဟုတ်ပြီအဲ့တော့လိုက်ဆိုကြည့်အောင်အိမ်ဦးနဲ့ဆိုတာအိမ်ဦးနဲ့ဆိုယောက်ျားကိုရှစ်ခိုးဥချတဲ့အဲ့တော့မအေးမွန်မေးမယ်နော်ဘုရားရှင်ကဝိသကာဆိုတဲ့သတို့သမီးလေးကိုအချက်10ချက်ပြောတယ်ယောက်ျားအိမ်ဦးနဲ့ဆိုယောက်ျားကိုရှစ်ခိုးဥချတဲ့ဘာလို့ရမှာလဲရှစ်ခိုးဥချကိုယ့်ရဲ့ဘဝလက်တော်ဖြစ်သွားပြီဆိုရင်ကိုယ့်ရဲ့ခြေသွေးခြင်းဖြစ်သွားပြီအဲ့ဒီဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့အိမ်သားကိုဘာလို့ရမှာလဲညာတိုင်းဘာလို့ပြရမလဲရှစ်ခိုးပြီးတော့ဘုရားရှင်ကိုယ်တိုင်ဟောခဲ့တာနော်ဟုတ်ပြီဒါတစ်ဖြတ်ကိုအိမ်တော်ရှင်ဖြစ်တဲ့အိမ်တော်ဦးစီးဖြစ်တဲ့မောင်အောင်လွင်ရလဲကိုဘဝလက်တော်ဖြစ်တဲ့မအေးမွန်ကဘာလို့မလဲအိမ်ဦးနဲ့ဆိုတဲ့အတွက်ကြောင့်ရှစ်ခိုးမယ်ဥချမယ်ကြောမယ်မှားတာရှိရင်တောင်းမှမယ်ညာတိုင်းမဟုတ်ဘူးလားဟောလွယ်ဟုတ်ပြီအဲ့လိုတောင်းမှန်ဖို့အတွက်အဲ့လိုတောင်းမှန်ခံနိုင်ဖို့အတွက်မောင်အောင်လွင်ဘက်ကဘာတွေပြီးသွားမှာလဲတစ်ဖက်သူကကိုယ်ကိုတောင်းမှမယ်ဘောပြောတာနော်တစ်ဖက်သူကကိုယ်ကိုဥချမယ်ကိုယ်တစ်ဖက်ရှစ်ခိုးမယ်တောင်းမှမယ်ဆိုအဲ့ဒီလူရှစ်ခိုးဥချနိုင်တဲ့သို့မဟုတ်အဲ့လိုတောင်းမှန်နိုင်တဲ့အဲ့ဒီလူပြောဆိုတဲ့လက်ခံနိုင်တဲ့အရှင်ကိုမှရှိဖို့မလိုဘူးလားဟုတ်ပြီကဲပြောမယ်လောလောပဲမောင်အောင်အခုအလုပ်သွားတယ်ပြန်လာတယ်ညနေတငယ်ချင်းပေါင်းတဲ့မူယူကြီးပြန်လာမယ်ဆိုပါတော့ဟုတ်လားကိုယ်ဇနီးပယားကကိုယ်ရှစ်ခိုးတိုက်ရလားတိုက်ပါဘူးစဉ်းစားရမယ်နော်ဟလားအိမ်ဦးနဲ့ဆိုယောက်ျားကိုရှစ်ခိုးဥကြတဲ့ဟုတ်ပြီကိုကလည်းဘာလုပ်ရမလဲရှစ်ခိုးဥချထိုက်အောင်နေပေးဖို့မလိုဘူးလားဟုတ်ပြီခြေသမီးဝိသခါတဲ့အဲ့ဒီဆယ်ချက်နဲ့လိုက်နာမယ်ဆိုရင်တဲ့ရောက်ခမအိမ်ရောက်သွားလို့ပြဿနာတစ်ခုခုတက်တယ်ဆိုရင်အဲ့ဒီဆယ်ချက်နဲ့လားဖြေရှင်းလိုက်ရင်အဲ့ဒီအိမ်တော်ကြီးကตายရမယ်ဒါကြောင့်မို့ဦးသိန်းခုနပြောခဲ့တယ်ဗါတဲ့အချင်းများစွာချစ်ကြပါအဲ့တော့အခုသတို့သားပြည့်တဲ့မောင်လည်းသတို့ပြည့်တဲ့မအေးမွန်တို့ဟလာနှစ်ယောက်တော့ဘဝတည်ထောင်မှုအတွက်ဟလာအိမ်တော်ကြီးတစ်ခုပြုလိုက်ပြီးမိဘတွေကလည်းဟိုတရားရှိတယ်ထိန်များခြင်းလဲဆိုတော့နောက်ပိတ်ဆုံးအလုံးတစ်ခုကိုလှုပ်ပေးလိုက်ကြအဲ့တော့ဘုရားရှင်ကချစ်သမီးဝိသခါတဲ့ဒီဆက်ချက်ကိုလိုက်နာလို့ရှိရင်အဲ့ဒီအိမ်တော်ကြီးကိုသားရမယ်အဲကြောင့်မို့မိသုံးမိပေးသုံးပေးဆယ်ချက်လိုက်နာအဲ့ဒါဆိုလို့ရှိရင်သားတို့သမီးတို့ရဲ့အိမ်တော်ကြီးကဘာဖြစ်မလဲတာယာလိုက်မယ်အဲ့ဒီမျိုးမဟုတ်ဖ ೇನೆ ဟလာမလိုက်နာဘူးဆိုရင်သားတို့သမီးတို့ရဲ့အိမ်တော်ကြီးကဘာဖြစ်သွားမလဲပြိုကွဲသွားလိုက်မယ်ဒါကြောင့်မို့လိုက်ဆိုကြည့်အောင်အိမ်တွင်ပြဿနာအပြင်မှာဟောက်တဲ့မချနှင့်အပြင်ပြဿနာအတွင်မှာသေကမပြုတ်နဲ့ယောကမဆိုတာမိပမယိုသေးလေးစားခြင်းယူကပြန်ဆက်ပေဖို့ထိုက်မှတ်လိုက်တတတာယူကမဆက်မပေးထိုက်မှတ်လိုက်တတတာမိဘဆွေညာပေးစရာမှတ်ပါတတတာကောင်းစွာထိုင်ကယူသေးရာမှတ်ပါလိုက်နာတဲ့နောက်မှအိညာနောက်မှစာမိုင်သာလိုက်နာတဲ့အိမ်ဦးနဲ့ဆိုယောက်ျားကိုဥချ၍သာခြင်းဗုဒ္ဓဟောထားဆယ်မျိုးအားမှတ်သားလိုက်နာတဲ့ဝိသခာမူနီလန်းယူရှိသူချမ်းသာရာအဲ့တော့ဘုရားကတော့နီလန်းဆယ်ခုပေးလိုက်တယ်ဒီနီလန်းဆယ်ခုကိုဘာဖြစ်လဲလိုက်နာတဲ့သူတွေချမ်းသာမယ်မလိုက်နာတဲ့သူတွေဘာဖြစ်မလဲမချမ်းသာဘူးပေါ့ဟုတ်လားမောလွယ်သဘောပေါက်လားမသိဘူးမကြီးမောသဘောပေါက်ရဲ့လားအဲ့တော့ပထမဆုံးပြောခဲ့တဲ့စကားလေးတွေအတိုင်းပဲနော်ခုနိုင်ဝဲပြည့်တော့အဲ့တော့ခုနဦးစင်ပြောခဲ့တဲ့အတိုင်းပဲမြန်မြန်နုံနုံစကားလုံးသုံးလုံးခေါ်ရမယ်တယောက်နဲ့တယောက်ရိုင်းဆိုင်တဲ့စကားတွေရိုင်းဆိုင်တဲ့အပြုမူလေးနဲ့မပြောရဘူးပြောတဲ့အခါမှာလည်းရင်ထဲနှလုံးသားတွေကကာယကံဝစီကံစိတ်ကိုနှုတ်တွေကပိုင်းကြီးထားပြီးတော့ပြောပြရမယ်နော်ဟုတ်ပြီအဲ့တော့နောက်ပိတ်ဆုံးအနေနဲ့သားတို့သမီးတို့ကိုအချင်းများစွာဖြင့်ချစ်ကြပါဆိုတဲ့အတိုင်းစကားလေးတစ်စခုလက်ဆောင်ပေးမယ်လားအဲ့တော့သားတို့သမီးတို့ကိုဘုံဘုံက
နှစ်ပတ်သောအဖေမေတို့ရဲ့ကိုသားလက်ဖွဲ့ပစ္စည်းလေးတစ်ခုပေးမယ်ဥပမာနော်တော့ပါလားမောင်လွယ်မအေးမောလက်ဆောင်ပစ္စည်းလေးလက်ဖွဲ့ပစ္စည်းလေးတစ်ခုပေးမယ်နော်ယူမလားဟုတ်ပြီလောကမှာရှိတဲ့ဖုံးဆိုတဲ့အရာအလို့တစ်ခုလေးကိုသားနဲ့သမီးတို့ခွန်ဘွားမိဘရဲ့ကိုသားလက်ဖွဲ့လက်ဆောင်ပစ္စည်းလေးတစ်ခုပေးမယ်ပေးလိုက်ပြီဆိုပါတော့မရဘူးလားဟုတ်ပြီတန်ဖိုးနေတာများတာကိုပြောတာမဟုတ်ဘူးเนาะဟုတ်ပြီသားတို့သမီးတို့ဒီဖုံးလေးတစ်လုံးရဒီဖုံးလေးတစ်လုံးရပြီဆိုရင်အဲ့ဒီဖုံးလေးတစ်လုံးတော့ဘာတွေလို့အဲ့လားတန်ဖိုးမြဲနေတာများတာကိုပြောတာမဟုတ်သားတို့သမီးတို့ဟုတ်လားအခုနိုင်တဲ့အတိုင်းအတာနဲ့တစ်ခုဝယ်လိုက်တယ်တသိန်းတန်ဝယ်ရင်တသိန်းတန်တော့ဘာဖြစ်မလဲမမြတ်နုံနဲ့တန်ဖိုးမထားဘူးလား2သိန်းနိုင်2သိန်း3သိန်းနိုင်3သိန်းတန်ဖိုးမထားဘူးလားဟုတ်ပြီအဲ့တော့တန်ဖိုးထားတဲ့အတွက်ကြောင့်အဲ့ဒီဖုန်းလေးကိုဘာလုပ်လဲရှေ့ကမှန်မှကွဲဆိုတာလေးမကတ်ရဘူးလားဘာဖြစ်လို့ကတ်ရတာလဲအထက်ကမှန်ထိကြိုက်သွားရင်ဟလာကွဲသွားမှာဆိုလို့ဒါကြောင့်မို့ခုနပြောခဲ့တယ်လေအိမ်တွင်ပြဿနာအပြင်မှာထုတ်ကဖောက်တယ်မချနဲ့ဆိုလို့ကျင်တာသဘောပေါက်တယ်နော်ဟုတ်ပြီအဲ့တော့အပြင်ပြဿနာတွေကိုလည်းအဲ့လိုမျိုးသားတို့မောင်လွယ်ဟလာမအေးမွန်တို့ရဲ့အိမ်တွင်ရေးတွေဖြစ်ပေါ်လာခဲ့မယ်ဆိုရင်ဒီဖုန်းလေးလိုပဲကာဘာလေးမှန်ကာဘာလေးတက်ထားလို့ကိုယ့်ရဲ့အတွင်းရဲ့နှလုံးသားတွေကိုကိုယ့်ရဲ့အချစ်တွေကိုဘာလုပ်ရမလဲမထိခိုက်ပါစေနဲ့အထဲကအသားကိုထိမှဆိုလို့အပေါ်ကဘာဖြစ်လဲမှန်ကာဘာလေးကတ်လိုက်တယ်ဟုတ်ပြီနောက်ဖုန်းလေးလည်းပုံပတ်မှာဆိုလို့ဘာကတ်လိုက်တယ်ဟောကာဘာလေးကတ်လိုက်တယ်အဲ့တော့ဒီဖုန်းလေးတစ်လုံးမှာဟလာမှန်မှကွဲလဲကတ်ပြီးသွားပြီနောက်ကကာဘာလဲတက်ပြီးသွားပြီဆိုရင်အဲ့ဒီဖုန်းတစ်လုံးကဘာဖြစ်သွားလဲဟောဒီဖုန်းလေးကကွဲဖို့လည်းမလွယ်တော့ဘူးထိခိုက်ဖို့လည်းမလွယ်တော့ဆိုပြီးတော့ဖြစ်လဲတန်ဖိုးထားတတ်သွားတယ်ဒီလိုပဲဟလာသားမောင်လွင်ကလည်းမအေးမွန်ကိုဘာလုပ်ရမှာလဲဒီဖုန်းလေးလိုပဲရှင်းတော့ဟလာသမီးကလည်းသားမောင်လွင်ကိုဘာဖြစ်လဲရှင်းတော့ဘဝချင်းနဲ့ပတ်သက်လို့အိမ်တို့ရင်းနဲ့ပတ်သက်လို့မထိကောင်ဘာလုပ်ပြရမလဲအကာအကွယ်ပေးရမယ်ဒီဖုန်းလေးကိုမြန်နိုးသလိုတန်ဖိုးထားလို့ကိုယ့်ရဲ့ဇနီးမယားကိုယ့်ရဲ့ဘဝလက်တော်အိမ်သားကိုလည်းဘာလုပ်ပြရမလဲတန်ဖိုးထားပေးရမယ်ဟုတ်ပြီဒီဖုန်းလေးကိုသုံးဖို့အတွက်ဘာလိုအပ်လဲရှင်းကားဆိုတာလေးလိုတာပြီဟုတ်တယ်နော်ဘေးဆိုတာလေးလိုတာပြီသုံးတတ်ဖို့လည်းမလိုဘူးလားဟုတ်ပြီအဲ့တော့ဒီဖုန်းလေးမှာရှင်းကားလည်းထည့်လိုက်ပြီဟုတ်ပြီနော်ဘေးလည်းထည့်လိုက်ပြီသုံးလည်းသုံးတတ်ပြီသဘောပေါက်လားမသိဘူးဟုတ်လားသားတို့သမီးတို့နှစ်ယောက်တစ်ဘဝတီထောင်လိုက်ပြီဟုတ်ပြီအဲ့တော့ဒီဖုန်းထဲမှာကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဒီဖုန်းကကောင်းတာမကောင်းတာကိုဆုံးဖြတ်ပေးတာလားဟောလွယ်မအေးမောအလုံးတကကြီးတို့မကြီးဒီဖုန်းကိုအခုဦးဇင်းတို့ကာဘာလေးလည်းထည့်လိုက်ပြီးမကွဲလည်းထည့်လိုက်ပြီးဒီဖုန်းလေးမကွဲအောင်ထိခိုက်ပုံပန်းမှုတွေမရှိအောင်မြန်နိုးတယ်ဆိုပြီးတော့တန်ဖိုးထားပြီးတော့လှုပ်လိုက်ပြီဟုတ်ပြီစင်ကလည်းထည့်လိုက်ပြီးပတ်စံလည်းထည့်လိုက်ပြီးမထည့်လိုက်ဘူးလားထည့်လိုက်ပြီးသုံးလည်းသုံးတတ်သွားပြီဒီဖုန်းထဲမှာကောင်းတာလေးလည်းရှိမယ်မကောင်းတာလေးလည်းရှိမယ်ဒီဖုန်းကလှုပ်တာလားဘယ်သူကလှုပ်တာလဲကိုကလောက်တာဒီလိုပဲအိမ်တော်တစ်ခုတီထောင်လိုက်ပြီဆိုရင်ကောင်းတယ်မကောင်းဘူးဆိုတော့ပတ်ဝန်းကျင်ကလောက်တာလားဘယ်သူကလောက်တာလဲကိုကလောက်တာဒါကြောင့်မို့ခုနပြောခဲ့တယ်မို့လားအိမ်တွင်ပြဿနာအပြင်မှာဖောက်တယ်မချနဲ့တို့မိသားစုကတို့အိမ်တော်ကြီးကဘယ်လိုပြင်မှာသွားမပြောလိုက်နဲ့ပေါ့သွားတာမဟုတ်ပွားသွားတာအပြင်ပြဿနာဘာဖြစ်လဲအိမ်တွင်မှာသဲကမပြုတ်နဲ့အိမ်မှာပြောမယ်ပတ်ဝန်းကျင်ကခုနပြောခဲ့တဲ့အတိုင်းနေမျိုးသားဘလို့နေမျိုးသမီးရဘလို့စားသည်နဲ့ပြောမယ်ဒီဟာတွေကိုဘာဖြစ်လဲအိမ်တွင်းကိုတဲမလာနဲ့ဒီဖုန်းလေးမှလို့ပဲဒီဖုန်းကဘာမှလုံးမလို့ဘူးဘယ်သူကလောက်တာလဲကိုကလောက်တာပတ်ဝန်းကျင်ကကိုကိုလောက်တာမဟုတ်ဘယ်သူကလောက်တာလဲကိုကလောက်တာဟုတ်ပြီဒါကြောင့်မို့ဒီဖုန်းလေးကိုတန်ဖိုးထားသလိုဒီဖုန်းလေးကိုသုံးတတ်သလိုကိုယ့်ရဲ့အိမ်တော်ရိုးလည်းဘာလုပ်ရမှာလဲအသုံးချတတ်ရမယ်ဟလာပြဿနာတစ်ခုဖြစ်တိုင်းကိစ္စတစ်ခုဖြစ်တိုင်းမှာဘာဆင်ရရမလဲဘုံကပြောတယ်ငါတို့ဒီဖုန်းလေးလိုပဲတန်ဖိုးထားဖို့တန်ဖိုးထားတတ်ဖို့အသုံးချတတ်ဖို့ပြောတယ်အဲ့တော့ပြဿနာတစ်ခုဖြစ်လာတဲ့ဆိုရင်ဘယ်လိုရင်စဉ်းစားရမှာလဲဘယ်သူကြောင့်ဖြစ်တာလဲအဓိကတော့ကိုကြောင့်ဒါကြောင့်မို့ခြေသမီးဝိသခာတဲ့ခြေသမီးဝိသခာကြောက်ခမအိမ်တော်လိုက်သွားပြီဆိုရင်အဲ့ဒီဆက်ချက်ကိုလိုက်နာတဲ့အဲ့ဒီဆက်ချက်လိုက်နာမယ်ဆိုရင်သမီးတို့ရဲ့အိမ်တော်ရေးရတာယာလိုက်မယ်ဟလာပျော်ပျော်ရွှင်ရွှင်ဖြစ်လိုက်မလို့ဘုရားရှင်ကမမှားခဲ့ဘူးလားအဲ့တော့ယနေ့သရိုးသားဖြစ်တဲ့မောင်လွင်သရိုးသမီးတဲ့မအေးမုံတို့ကိုနှစ်ဖက်ရှိတဲ့မိဘတွေကဟလာမိဘတို့တရားထိမ်းများခြင်းလေးဆိုတဲ့အတိုင်းနောက်ပဲဆို
အိမ်တော်တစ်ခုထူထောင်ပေးလိုက်ပြီးဒီအိမ်တော်တစ်ခုထီထောင်ပေးလိုက်ပြီးဆိုတာနဲ့တာယာဖို့အတွက်ဗုဒ္ဓဖရာရှင်ဟောခဲ့တဲ့တရားတော်တွေကိုဟလာသံဃာတော်ရှင်သူမြတ်တွေကိုပင့်ဖိပြီးတော့မလုပ်လဲမင်္ဂလာစွမ်းစက္ကလူတန်းခြင်းပေတရားနာယူခြင်းဆိုတဲ့ဆုံးမဩဝါဒတွေမနာယူဘူးလားအဲ့ဒီနာယူတဲ့ဆုံးမဩဝါဒတွေကိုလိုက်နာဖို့မလိုဘူးလားအဲ့တော့အဖေတွေအမေတွေနှစ်ဖက်မိဘတွေကသားနဲ့သမီးတွေကိုဒီဟာလေးလိုက်နာရမယ်လိုက်နာဖို့အတွက်ဟလာသံဃာတော်ရှင်သူမြတ်တွေကိုပင့်ဖိပြီးတော့ဦးဇင်းတို့ကဘာလုပ်ရတာလဲဖိသိက်ပေးရတာပေါ့နော်အဲကြောင့်မို့သရိုးသမသားဖြစ်တဲ့မောင်အောင်လင်းသရိုးသမီးဖြစ်တဲ့မအေးမွန်တို့ဟလာအရှင်များစွာဖြင့်ချစ်ကြပါဆိုတဲ့အတိုင်းပြဿနာတစ်ခုဖြစ်လာရင်ဘယ်သူကြောင့်လဲဆိုတာအရင်စဉ်းစားရမယ်နော်စဉ်းစားပြီးတော့ဘာလုပ်ရမလဲအဲ့ဒီကိုလိုက်နာမယ်ကျင့်ကြမယ်အမှားမှန်ကိုဝေခံရမယ်အဲ့တော့ခုနကပြောတဲ့ဆက်ချက်အကုန်လုံးမှတ်မိလားဟမ်မှတ်မိလားမှတ်မိတော့မှတ်မိပါအကုန်လုံးတော့မမှတ်မိပါရှေးရတွေအများနေမှာဆိုအဲ့ဒီဆက်ချက်ကိုပဲအဓိကပြောဒါကြောင့်မို့ဒီတကလိုက်ဆိုပြီးတော့ကျွန်တော်သိမယ်နော်အားလုံးလိုက်ဆိုကြည့်တော့အိမ်တွင်ပြဒနာအပြင်မှာဟောက်တယ်မချနှင့်အပြင်ပြဒနာအတွင်မှာသေကမပြုတ်နှင့်ယောကမဆိုရာမိပမယိုသေးလေးသားချင်းယူကပြန်ဆက်ပေးဖို့ထိုက်မလိုက်တသက်တာယူကမဆက်မပေးထိုက်မလိုက်တသက်တာမိဘဆွေညာပေးစရာမတ်ပါတသက်တာပေါင်းစွာထိုင်ကယိုသေးရာမတ်ပါလိုက်နာသင့်နောင်မအိညာနောင်မစာမတ်ထားလိုက်နာသင့်အိမ်ဦးနဲ့ဆိုယောက်ျားကိုဥချလိုက်နာသင့်ဗုဒ္ဓဟောထားဆေမျိုးအားမတ်သားလိုက်နာသင့်ဝိသာခာမူနီလန်းယူကျင့်သူချမ်းသာရာဟုတ်ပြီယနေ့သရောသားဖြစ်တဲ့မောင်လင်းသရောသမီးဖြစ်တဲ့မအေးမွန်တို့နှစ်ဖက်သောမိဘတို့ဘုရားရှိသည့်အတိုင်းထိန်များခြင်းလင်ဝန်ငါးအိမ်ဆိုတဲ့နောက်ပေသောထိန်များမင်္ဂလာပြုလို့ရနဲ့ဘုရားမှုရှိသောသံဃာတော်ရှင်သူမြတ်တို့ဟာပင်ဖိတ်ပြီးတော့မင်္ဂလာဥဆွမ်းဆက်ကလှူဒန်းခြင်းမင်္ဂလာတရားနာယူခြင်းမိဘတို့ဘုရားရှိတဲ့အတိုင်းမိဘတို့ရဲ့ကိုယ်သားဗုဒ္ဓဘုရားရှိတပည့်သားတွေကိုပင်ဖိတ်ပြီးတော့မင်္ဂလာစကားပြောကြားခြင်းဆုံးမဩဝါဒပေးခံခြင်း